ဖေဖေမမေတို့အားလုံးပဲမင်္ဂလာပါရှင် channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့တသားမမေတို့အတွက်ဘယ်လိုအကြောင်းမျိုးကိုရွေးချယ်ပြီးတော့ထားတင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မကတော့ကလေးရဲ့ပညာရေးကိုအထူးစိတ်ဝင်စားပြီးတော့လေ့လာနေတဲ့ဒီချက်ဤခံပဲဖြစ်ပါတယ်ရှင်ကျောင်းနဲ့ပတ်သက်ပြီးတော့အယူအဆတွေအများကြီးရှိပါတယ်အဲ့ဒီထဲကမှဒီကနေ့မှာတော့ American နိုင်ငံ Developmental Psychologist တူဖြစ်သူHoward Gardner ရဲ့ Multiple Intelligence ကိုအခြေခံပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။သူဟာဆိုရင် Harvard University ကနေပြီးတော့သိမှုဉာဏ်ပိုင်းဆိုင်ရာနဲ့ပညာရေးပိုင်းဆိုင်ရာ Cognition and Education Professor တစ်ယောက်လည်းဖြစ်ပါတယ်။သူဟာဆိုရင်သူတည်တနာများစွာကိုလုပ်ထားပြီးသူတစ်ယောက်လည်းဖြစ်ပါတယ်။ဖေဖေမေမေတို့ရှင်ကလေးတွေကြောင်းထားဖို့အတွက်စဉ်းစားရတဲ့ကိစ္စဟာဖေဖေမေမေတို့အတွက်တော့တော်တော်များများအင်မတန်မှကောင်းချရတဲ့ကိစ္စတစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ကျမတို့ငယ်ငယ်တုန်းကတော့အစိုးရကျောင်းတစ်ကျောင်းပဲရှိရမလို့ဘယ်ကျောင်းကိုပို့ရမလဲဆိုတဲ့ကိစ္စဟာတိတ်စဉ်းစားစရာမလိုခဲ့ပါဘူး။ဒါပေမဲ့ဒီဘက်ခေတ်မှာတော့အစိုးရကျောင်းကိုပိုင်ကပုတ်ကလိကအထက်တန်းကျောင်းဘော်ရာ International School အပြင်ကိုအိမ်မှာကိုယ့်ဘာသာကိုဆီယာမခေါ်ပြီးတော့သင်ကြားတဲ့ Home School ပေါ့အိမ်သင်ကျောင်းဆိုပြီးတော့ကျောင်းတွေအများကြီးပေါ်လာပါတယ်။အဲ့ဒီဆိုတော့အဲ့လိုမျိုးကျောင်းတွေအများကြီးများပြားလာပြီးဖြစ်တာမလို့မိဘတွေအနေနဲ့လဲကျောင်းရွေးရမယ့်ကိစ္စဟာစဉ်းစားစရာကိစ္စတစ်ခုဖြစ်လာခဲ့ပါပြီ။အဲ့တော့ကျောင်းဆိုတာဘာလဲလို့မေးစရာရှိပါတယ်။ကျောင်းဆိုတာစာရီသင်တဲ့နေရာလို့အများအားဖြင့်လက်ခံထားကြပါတယ်။အမှန်တော့ကျောင်းဆိုတာစာရီသင်တဲ့နေရာတက်တက်တစ်ခုတည်းမဟုတ်ပါဘူး။တစ်ချိန်မှာလူအဖွဲ့အစည်းတွေကိုဝင်ပြီးတော့လှုပ်ကြမဲ့ကလေးလေးတွေကိုအနာဂတ်လူအဖွဲ့အစည်းကြီးတစ်ခုအတွက်လေ့ကျင့်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲ့တော့ကလေးတွေအတွက်စိတ်ပိုင်းဆိုင်ရာဉာဏ်ပိုင်းဆိုင်ရာစီကံပိုင်းဆိုင်ရာတွေမှာလူရဝင်တဲ့သူတွေဖြစ်ဖို့ကျောင်းကောင်းတွေကကလေးတွေကိုလေ့ကျင့်ပေးနိုင်ရပါမယ်။ဒါကြောင့်ကျောင်းတွေဟာနိုင်ငံတစ်နိုင်ငံအတွက်အရေးကြီးတယ်လို့ဆိုပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်အနာဂတ်အတွက်လူသားမျိုးဆက်ကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထောင်ထောင်မြည်စေဖို့အတွက်လေ့ကျင့်ပေးတဲ့နေရာတစ်ခုလို့ဆိုနိုင်ပါတယ်။အဲ့တော့ကျောင်းကောင်းဆိုတာပါလဲ။ကျောင်းကောင်းဆိုတာဟာကလေးရဲ့အုံနောက်ဉာဏ်ရည်ဖွံ့ဖြိုးလာစေဖို့အတွက်လုပ်ပေးနိုင်တဲ့ကျောင်းမျိုးကိုခေါ်ပါတယ်။ကျောင်းကောင်းဟာကလေးတွေရဲ့အုံနောက်တစ်ခုလုံး the whole brain အသုံးပြုနိုင်အောင်လေ့ကျင့်ပေးပါတယ်။ကလေးတွေကိုတီထွင်ဖန်တီးတတ်အောင်စိတ်ကူးစိတ်သန်ကွန်မြူတတ်အောင်ကိုယ်လက်လှုပ်ရှားလုပ်တတ်အားကစားလုပ်တတ်အောင်ဝိုင်းဖွဲ့ပြီးပူပေါင်းလှုပ်ဆောင်တတ်အောင်ပြဿနာကိုဖြေရှင်းတတ်အောင်ဂီတကိုနားလည်ခံစားနိုင်အောင်ကိုယ်ပတ်ဝန်းကျင်နဲ့ကိုသတိပြုမိအောင်ကိုထိန်းချောင်းနိုင်အောင်ကြိုးကြောင်းစနစ်တကျတွေးတောတတ်အောင်ဝေဖန်ပိုင်းခြားစဉ်းစားတတ်အောင်စနစ်တကျအစီအစဉ်တကျတွေးခေါ်တတ်လောက်ကန်တတ်အောင်သင်ကြားပေးပါတယ်။ကျောင်းကောင်းတစ်ခုရဲ့သင်ယူညွှန်းတဲ့ဟာဆိုရင် the whole brain တစ်ခုလုံးကိုလေ့ကျင့်ဖို့အတွက်ရေးဆွဲထားတဲ့သင်ယူညွှန်းတဲ့ပဲဖြစ်ပါတယ်။အဲ့တော့ကျောင်းကောင်းဆိုလို့ရှိရင်ကောင်းတဲ့ကျောင်းဒီနေ့ပြောမယ်ကျောင်းကောင်းဟာကလေးတွေကိုဒါတွေကြည့်ရမယ်ဒါတွေကူးရရမယ်ဆရာမပြောတာအမှန်ကျောင်းသင်ခန်းစာစာအုပ်ထဲမှာရေးထားတာအကုန်လုံးအမှန်ပဲအဲ့လိုမဖြစ်ရပါဘူးပြီးတော့ကျောင်းဆိုတာကလေးတို့အတွက်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတဲ့နေရာဖြစ်ဖို့လိုပါတယ်ဒီတော့ကျောင်းပရုံဆိုတာဟာလည်းကလေးတို့အတွက်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတဲ့နေရာဖြစ်ရပါမယ်ဒါကတော့ပထမဆုံးအချက်ဖြစ်ပါတယ်ကိုကလေးကိုထားမဲ့ကျောင်းမှာကလေးကိုအနိုင်ကျင့်တတ်တဲ့ချင်းချောက်တတ်တဲ့ဆရာမတွေမရှိရပါဘူးကျောင်းကဆရာမအားလုံးအပါအဝင်အားလုံးဟာကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံစိတ်ချဖို့အတွက်အပြည့်အဝတာဝန်ယူပေးနိုင်သူတွေဖြစ်ဖို့လိုပါတယ်အဲ့တော့ကျောင်းတွေမှာပညာရေးတစ်ခုကိုပဲသင်ပေးမှာလားအကျဉ်းစာရိတ္တပိုင်းအတွက်ရောဘာတွေကိုဘယ်လိုသင်ကြားပေးသလဲဆိုတဲ့ကိစ္စဟာလည်းမိဘတွေအနေနဲ့စုံစမ်းတဲ့အချက်တွေတစ်ခုပါပဲအစိုးရကျောင်းမှာထားတဲ့မိဘပဲဖြစ်ဖြစ် International School ကျောင်းမှာထားတဲ့မိဘပဲဖြစ်ဖြစ်ကိုကလေးအတန်းကဆရာမကကလေးတွေရဲ့ behavior လို့ခေါ်တဲ့အပြုအမူတွေကိုအလေးထားတတိထားတတ်တဲ့ဆရာမလားဆိုတာလေ့လာကြည့်ဖို့လိုပါတယ်ကျောင်းကောင်းတွေဟာကလေးတွေရဲ့အရွယ်နဲ့တင့်တော်တဲ့အမှုအကျင့်ကောင်းတွေကိုသင်ကြားပေးပါတယ်။တယောက်နဲ့တယောက်လေးစားတတ်ဖို့ဝေးမြကစားတတ်ဖို့အလှည့်ပေးတတ်ဖို့အချိန်လေးစားတတ်ဖို့တစ်ဖက်သားစိတ်ကိုမနာကျင်အောင်ဂရုပြုတတ်စေဖို့တန်းစီတတ်စောင့်ဆိုင်တတ်ဖို့စတဲ့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေကိုကျောင်းမှာသင်ကြားပေးပါတယ်။သင်ကြားတဲ့အခါမှာလည်းဥပမာကျောင်းမုံစည်းထဲမှာမုတ်ဝရင်ဘယ်လိုလုပ်ရမည်နည်းအဖြစ်တန်းစီစောင့်ဆိုင်ရပါမည်ဆိုတာမျိုးသင်ကြားတာမဟုတ်ပါဘူး။
ကစားရင်းနဲ့သင်ကြားပေးတာမျိုးပါကျောင်းရဲ့တင်ယုံညွန်းတန်းမှာကလေးတွေရဲ့အမှုချင်းအားဖြင့်သင်ကြားရမယ့်အရာတွေကိုသင်မှန်းမသိပဲသင်နိုင်အောင်တခါတည်းပဲပါလာစေတာမျိုးပါအဲ့ဒါမျိုးကိုအကြောင်းကောင်းလို့ခေါ်ပါတယ်အိမ်စာအထက်ထက်လို့စာအထက်ထက်ကျက်ပြီးတော့အမှတ်ပဲကောင်းအောင်လုပ်ပေးနေတဲ့အကြောင်းမျိုးကိုအကြောင်းကောင်းလို့မခေါ်နိုင်ပါဘူးအဲ့ဒါကအုံနောက်ရဲ့အစိပ်ပိုင်းများစွာရှိတဲ့အထက်ကမှမှတ်ဉာဏ် memory တစ်ခုကိုပဲဦးစားပေးသင်ကြားနေတဲ့စနစ်ဖြစ်ပါတယ်ဆိုတော့ဒီကလေးရဲ့အုံနောက်နဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်လုပ်ပေးနိုင်လေ့ကျင့်ပေးနိုင်မှုမရှိပါဘူးဆိုတော့ဖတ်စာမှာပါတဲ့စာကိုပဲကလေးကိုသင်ကြားပေးနေတဲ့အချိန်မှာကလေးကိုယ်တိုင်စဉ်းစား권မပေးဘဲနဲ့ဖတ်စာအုပ်ထဲကအတိုင်းကြက်ခိုင်းမှတ်ခိုင်းတာဟာတကယ်တော့ကလေးရဲ့အုံနောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုတုံးအောင်လုပ်လိုက်တာနဲ့အတူတူပါပဲလူဆိုတာကအမြဲတမ်းသင်ယူနေရတဲ့သူပညာရေးဆိုတာပြီးဆုံးတယ်ဆိုတာမရှိပါဘူးအမြဲတမ်းလေ့လာနေရတာမလို့ကလေးတွေရဲ့စူးစမ်းလေ့လာလိုစိတ်ကိုကျောင်းတွေကမဖြစ်စည်းမိစေဖို့နဲ့မဖြစ်စည်းတဲ့ကျောင်းကိုရွေးချယ်ဖို့ဖေဖေမေမေတို့ရွေးချယ်ထားဖို့လိုအပ်ပါတယ်ဥပမာကလေးကအနော်ရကြအကြောင်းလေ့လာရဲဆိုပါစို့ဖတ်စာအုပ်ထဲကနဲ့မတူတဲ့သူ့ရဲ့အမြင်သူ့ရဲ့ခံစားချက်ကိုဖော်ပြနိုင်ခွင့်ရှိရပါမယ်။ဒါကဝေဖန်ပိုင်းခြားစဉ်းစားခြင်းဉာဏ် critical thinking skill ပါပဲ။ဒါပေမဲ့သူ့အမြင်ကဘာကြောင့်ဒီလိုမြင်ရတယ်ဆိုတော့လုံလောက်တဲ့အကြောင်းပြမှုကိုပေးဖို့ကလေးကိုတိုက်တွန်းရပါမယ်။ဒါဟာ logical thinking skill လို့ခေါ်တဲ့ကြိုးကြောင်းဆက်ဆက်စဉ်းစားတတ်မှုကိုသင်ကြားခြင်းပါပဲ။ကျောင်းသင်ခန်းစာတွေကတမိုင်းအကြောင်းကိုကလေးကလေ့လာတဲ့အခါမှာသင်ခန်းစာချက်ပိုတဲ့စိတ်ဝင်စားမှုနဲ့လေ့လာနိုင်မှုအတွက်ပြည့်စုံတဲ့စာကြည့်တိုက်တစ်ခုမရှိမဖြစ်လိုအပ်ပါတယ်။ကလေးတွေအတွက်ကစားခွင့်ကောင်းကောင်းနဲ့စာကြည့်တိုက်ကောင်းကောင်းမရှိတဲ့အကြောင်းဟာကျောင်းကောင်းလို့ခေါ်ဖို့ခက်ခဲပါတယ်။ကလေးတွေကိုအင်္ဂလိပ်စာအပြင်တင်ယုံညွန်းနှန်းထဲမှာသိပ္ပံနဲ့သင်ချာကိုဘယ်လိုသင်မှလဲဆိုတာပါသိအောင်လုပ်အောင်ပါပါကလေးတက်မဲ့အကြောင်းမှာစာကြည့်တိုက်လုံလောက်မှုရှိရဲ့လားကလေးရဲ့အကျဉ်းစာရိုက်တာဘိုင်းနဲ့အစီကံဘိုင်းမှာရောအကြောင်းကပါရလုပ်ပေးနိုင်လဲဘယ်လိုသင်ချာပေးမလဲဆိုတာကိုပါမိဘတွေဘက်ကနေပြီးတော့တေချာစုံစမ်းရပါမယ်ကျောင်းစာအပြင်ကလေးကအပိုစာအုပ်တွေဖြစ်တဲ့တုဒ္ဒယတအစုံကိုအသက်အရွယ်အလိုက်ဖတ်ဖို့လိုအပ်ပါတယ်အဲ့တော့မှတီတွင်ဖန်တီးတတ်ရမယ်စိတ်ကူးစိတ်တန်ကောင်းရမယ်ကြိုးကြောင်းကြားနာစွာစဉ်းစားတတ်ရမယ်ပြီးတော့ဝေဖန်ပိုင်းခြားစဉ်းစားတတ်ရမယ်တီတွင်ဖန်တီးရေးသားတတ်ရမယ်ပြီးတော့ကိုယ်လက်ကျန်ခိုင်မှုရှိရမယ်ဂီတနဲ့အနုပညာကိုပါခံစားနိုင်ရမယ်ကိုချင်းစာစိတ်မျှဝေစိတ်အလဲပေးတဲ့စိတ်စတဲ့စိတ်ရင်းကျင်းမှုတွေရှိရမယ်အဲ့ဒီအချက်တွေကဘယ်เจ้าမှာပဲကလေးကိုထားထားဘလို့တင်ယုံညွန်းနဲ့ပဲတင်ကလေးတယောက်အတွက်ရှိရမယ်အခြေခံတွေပါပဲအဲ့တော့ကလေးကိုဘယ်เจ้าမှာထားရမလဲဘလို့စာတွေကိုတင်ပေးချင်တာလဲကြီးလိုက်ရင်ဘလို့တက္ကသိုလ်မျိုးကိုရွေးမလဲဆိုတာကတော့မိဘတယောက်ချင်းစီရဲ့ရွေးချယ်မှုပေါ်မှာမူတည်ပါတယ်ဒါပေမဲ့ဘယ်เจ้าမှာပဲထားကလေးတွေရဲ့ဉာဏ်ရည်ကလေးတွေကိုမထိခိုက်မပစ္စည်းအောင်လိုအပ်တဲ့စွမ်းရည်ကိုရအောင်လုပ်ပေးနိုင်မယ်ဆိုရင်တော့စိတ်ရောဉာဏ်ရည်ပါသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမြင့်မားတဲ့လူကြီးတွေဖြစ်လာမှာပါဘယ်เจ้าမှာပဲထားသည်ဖြစ်စေဘယ်เจ้าမှာပဲထားကလေးတွေအနေနဲ့ပညာရေးဆိုတာသင်ယူခြင်းစရာကောင်းတယ်လေ့လာခြင်းစရာကောင်းတယ်သိမြင်ခြင်းစရာကောင်းတယ်လို့တွေးနိုင်အောင်လုပ်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ကလေးတွေရဲ့အနာဂတ်ကတော့ပိုပြီးတော့လှပမှာဖြစ်ပါတယ်ကလေးတွေကိုသင်ယူမှုကိုချစ်မြတ်နိုးတဲ့သူတွေဖြစ်လာအောင်လုပ်ပေးနိုင်မှုလိုပါတယ်လူဆိုတာကအမြဲတမ်းသင်ယူနေရတဲ့သူပညာရေးဆိုတာကပြီးဆုံးတယ်ဆိုတာမရှိပါဘူးအမြဲတမ်းလေ့လာနေရတာမလို့ကလေးတွေရဲ့စူးစမ်းလေ့လာလို့စိတ်ကိုကျောင်းတွေကမဖြစ်စည်းဖို့နဲ့အဲ့လိုမဖြစ်စည်းတဲ့ကျောင်းတွေကိုဖေဖေမေမေတို့ကရွေးချယ်ထားဖို့လိုအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်